ရောက်ဖမှာအရန်ကောင်းတဲ့ပထွေးကြီးတွေရှိပေမဲ့အဲ့ဒီအိမ်မက်တွေကိုအကောင်တွေဖော်ဖို့ကို့မှာအရေးချင်းမရှိဘူးလို့ခံစားနေရပြီလားမနေ့ဖြန်ညမှလုံမယ်လို့တွေးထားပေမဲ့မနေ့ဖြန်ညတော့တကယ်မလုပ်ဖြစ်ဘူးဒီလိုနဲ့ပဲဘယ်တော့မှလည်းလုပ်ဖြစ်မှာမဟုတ်ဘူးနှစ်သက်မှာကြီးမားတဲ့ပြောင်းလဲမှုတွေကိုလုပ်ချင်ပေမဲ့စတင်ဖို့ကိုတော့ခက်ခဲနေတယ်လို့ခံစားနေရရင်မလားဥမာရောက်ဖကငါဒီနေ့တော့ဝိတ်ချမယ်ကွာကျင်းသွားမယ်ငါဒီနေ့တော့ဘာသာစကားတစ်ခုကိုတိတိကျကျလေ့လာသင်ယူမယ်လို့စဉ်းစားထားတယ်ဒါပေမဲ့အဲ့ဒီအစားTikTok ကြည့်ရင်အချိန်ကုန်နေတာဒါမှမဟုတ် TV ကြည့်နေတာမျိုးကြီးစတဲ့အရေးမပါတဲ့အရာတွေပဲလုံးမိနေရမလားမှန်တမ်းပြောရရင်ကျွန်တော်တို့လည်းအတူတူပါပဲဘာလို့ဒီလိုတွေလုံးမိနေရတာလဲပြေးနေရတာလဲတကယ်တော့ရောက်ဖကအမြဲတမ်းပြေးနေလို့မဟုတ်ပါဘူးအလုပ်တွေကအရန်ကြီးတယ်လို့ခံစားနေရလို့ပါတခုခုကအရန်ခက်ခဲတယ်လို့ခံစားရတဲ့အခါမှာရောက်ဖရဲ့အုံတော်ကပိုလွယ်တာတခုခုကိုလုံးရအောင်လို့ပြောပါလိမ့်မယ်ဒါကတဘာဝပါပဲဒါပေမဲ့သတင်းကောင်းကတော့ဒါကိုပြင်လို့ရပါတယ်ပြင်းရင်ချင်းဆိုတာရောက်ဖရဲ့ပင်ကိုယ်စီရိုက်မဟုတ်ဒါအကျင့်တစ်ခုပဲအကျင့်နေဆိုတာပြောင်းလဲလို့ရတယ်ပန်းနိုင်ကမဖြစ်နိုင်ဘူးလို့ခံစားရလို့ရောက်ဖမှာဘဏ္ဍခါအတားစီဖြစ်ခဲ့ဘူးလေစဉ်းစားကြည့်ပါပိုက်ဆံစူဆောင်းနေပေမဲ့အရာရာကိုချွေတာတုံးဆွဲရတော့မယ်ဆိုတဲ့အတွေးကြောင့်နည်းနည်းများလုံးနေဆိုပြီးကတိကအောက်ခံစားနေရတယ်ဒါမှမဟုတ်ပိုချမ်းမာခြင်းပေမဲ့နေတိုင်းပြေးရတော့မယ်ဆိုတဲ့အတွေးကြောင့်ပေမန်းလုံးနေလို့ခံစားနေရတယ်ဒါတွေတော့ရောက်ဖကြောင့်မို့ရောက်ဖရဲ့အုံနောက်ကနာကျင်မှုကိုရှောင်ပြီးတော့ဒီတက်တောင့်တက်တာဖြစ်အောင်ပုံစံချတာလို့ပဲဒါပေမဲ့ရောက်ဖရဲ့အုံနောက်ကိုရောက်ဖလှည့်စားနိုင်ပါတယ်ဒီပြေးတာကိုရက်တန့်ပြီးတော့အရေးကြီးတဲ့အရာတွေကိုစတင်လှုံ့ဆော်နိုင်ဖို့ဒီ step 3ခုပဲလိုပါတယ် step 1အလုပ်တွေကိုသိငယ်အောင်လုပ်ပါကြီးမားတဲ့အရာတွေကကြောက်စရာကောင်းတယ်လို့ခံစားရတာကြောင့်သူတို့ကိုသိငယ်အောင်အရင်လုပ်ပလိုက်ပါဥပမာစာအုပ်တုံးရေးချင်တယ်ဆိုရင်စာမျက်နှာ200ရေးမယ်လို့မတွေးပါနဲ့ဒီနေ့စာကြောင်းတစ်ကြောင်းပဲရွေးပါသိငယ်တဲ့ခြေလှမ်းတွေကပိုလွယ်ကူပြီးတော့ရောက်ဖကိုကောင်းမွန်တဲ့ခံစားချက်တွေရစေပါတယ်ရောက်ဖကိုတောင်တက်နေရတဲ့တူတယ်လို့တွေးကြည့်လိုက်ပါရောက်ဖတောင်ထိပ်ကိုချက်ချင်းခုန်တက်လို့မရပါဘူးခြေလမ်းတစ်လမ်းပြီးတစ်လမ်းလမ်းမှာပဲရပါတယ်ရောက်ဖဖြစ်ရှင်တဲ့ပန်းတော်တွေကလည်းဒီလိုပါပဲသိငယ်တဲ့အောင်မြင်မှုလေးတွေကကြာလာရင်စုပေါင်းလာပါလိမ့်မယ်နောက်ဥပမာတစ်ခုကတော့ရောက်ဖကျွမ်းကျင်မှုအသစ်တစ်ခုခုဥပမာဂီတာတီးတာကိုသင်ယူခြင်းနဲ့ဆိုရင်တချင်းတစ်ပုတ်လုံးတနေ့တည်းသင်ဖို့မကြိုးစားပါနဲ့ကော့တစ်ခုပဲအရင်လေ့ကျင့်ပါအချိန်ကြာလာတဲ့မြအဲ့ဒီသိငယ်တဲ့စူးစမ်းမှုလေးတွေကကြီးမားတဲ့ရလဒ်တွေဖြစ်လာပါလိမ့်မယ်အဓိက key point ကတော့ရောက်ဖကပြည့်စုံမှုကိုမရှာဖွေဘဲနဲ့တနေ့တခြားတိုးတက်လာမှုကိုပဲအာရုံစိုက်ပါ step 2လောရလွယ်ကူတဲ့ပုံမှန် routine လေးတွေကိုဖန်တီးပါပြင်းပြတဲ့စိတ်ဆန္ဒတစ်ခုတည်းကိုပဲအယမ်းမမီခိုပါနဲ့ဒီပုံမှန် routine လေးတွေကိုပဲတရားဆက်လက်လုပ်ပါစိတ်ဆန္ဒကကုံဆုံးသွားနိုင်ပေမဲ့ဒီပုံမှန် routine တွေကတော့အရာရာကိုအလိုလျောက်ဆက်ဖြစ်နေစေပါတယ်ဥပမာမနက်ပိုင်းလေ့ကျင့်ခန်းလုပ်ချင်တယ်ဆိုရင်ရောက်ဖရဲ့ဖက်နှက်တွေကိုရောက်ဖအိယာပေးမှထားလိုက်ပါအဲ့လိုဆိုရင်ရောက်ဖနိုးလာတဲ့အခါလေ့ကျင့်ခန်းစလုပ်ဖို့လွယ်ကူသွားပါလိမ့်မယ်ဒီလိုအသေးအမွှားပုံမှန် routine လေးတွေကတစ်ခုခုကိုစလုပ်ဖို့အရန်အသုံးဝင်ပါတယ်သူတို့ကိုရောက်ဖငငယ်ကစပိန်မစီးတက်ခင်ကာလမှာအသုံးပြုခဲ့တဲ့ဘေးတော်ပင်လေးတွေနဲ့တူတယ်လို့တွေးကြည့်လိုက်သူတို့ကရောက်ဖကိုစပိန်စီးတက်သွားသည့်အထိဒါမှမဟုတ်အရာရာကိုတဘာဝအတိုင်းလှုပ်ဆောင်နိုင်တဲ့အထိကိုပုံမလွယ်ကူအောင်ကူညီပေးပါလိမ့်မယ်ဟုတ်ပြီရောက်ဖအတွက်ဒီနေ့မှာစတင်နိုင်တဲ့ပုံမှန် routine တွေကဘာဖြစ်မလဲမနက်တိုင်း to do list ရေးတာဒါမှမဟုတ်နိုးလာတာနဲ့ရေကိုဖန်ခွက်တစ်ခွက်တောက်တာမျိုးနဲ့ရောက်ဖစတင်နိုင်ပါတယ်ဒီပုံမှန် routine လေးတွေကအစီအစဉ်တကြားဖြစ်အောင်ဖန်တီးပေးပြီးတော့ရောက်ဖကိုလည်း momentum လို့ခေါ်တဲ့အချိန်ကိုတိစောက်ပေးပါလိမ့်မယ် step 3 2 minute rule ကိုအသုံးပြုပါအခက်အခဲဆုံးပိုင်းကအခုမှလာတာဗျဒါကြောင့်ရောက်ဖကိုဂရိတစ်ခုပေးလိုက်တစ်ခုခုကို2မိနစ်ပဲလုပ်မယ်ဆိုတဲ့ဂရိအဲ့ဒါလေးပဲရောက်ဖစာအုပ်ဖတ်ချင်လားစာမျက်နှာတစ်မျက်နှာဖတ်လိုက်ရောက်ဖကိုခန်းကိုတန့်ရှင်းလုပ်ချင်လားအခန်းထောက်တနေရာကနေစလုပ်လိုက်ပြီးရနဲ့ဆက်လုပ်ဖို့ကပိုပြီးလွယ်ကူသွားပါလိမ့်မယ်ဒါတောင်အောက်ကိုကြောက်ခဲတုံးတုံးတွန်းချတာနဲ့အတူတူပါပဲပထမဆုံးတွန်းတုံးကခက်ခဲခဲ့ပြီမဲ့အဲ့ဒီနောက်မှာတော့သူ့ဘာသာသူလင်းစင်းသွားပါလိမ့်မယ်နောက်တစ်ခုအနေနဲ့ကတော့ရောက်ဖခုလို့စတင်ခဲ့တဲ့အတွက်ကိုစုချပါ2မိနစ်လုပ်ပြီးတဲ့အခါအသေးဖွဲအရာလေးတွေနဲ့ကိုစုချလိုက်ပါဥပမာရောက်ဖအကြိုက်ဆုံးသချင်းနားထောင်တာဖြစ်ဖြစ်ခဏတာအနားယူတာမျိုးဖြစ်ဖြစ်ပြုလုပ်လိုက်ပါဒီလိုစုချတာတွေကရောက်ဖကိုငါဒီနေ့ဒါတွေပြီးအောင်လုပ်လိုက်တာပါလားဆိုတော့ပီတိတွေအာမန်တွေစတဲ့ကောင်းမွန်တဲ့ခံစားချက်တွေရရှိစေပြီးတော့ဆက်လက်လှုပ်ဆောင်နိုင်မှုကိုလည်းရောက်ဖကိုလှုပ်ဆော်ပေးပါလိမ့်မယ်မမေ့ပါနဲ့ကိုစုချပါဒါနဲ့ရောက်ဖကိုအမှန်တရားတစ်ခုပြောပြရအောင်မယ်ကပောင်ပေါ်မှာရှိတဲ့သူတို့အိမ်မက်တွေကိုအကောင့်နဲ့ဖော်ပြီးတဲ့လူတိုင်းကအခုလိုမျိုးသိငယ်တဲ့ step လေးနဲ့စတင်ခဲ့ကြရဲဆိုတာပဲရောက်ဖလေးစားရတဲ့သူတွေလည်းဒီလိုပဲရုန်းကန်ဖြတ်တန်းခဲ့ကြရပါတယ်
ဒါပေမဲ့သူတို့ကမဆုံးမနစ်ဆက်လက်လှုပ်ဆောင်ခဲ့တဲ့အတွက်ကြောင့်သာခုလိုအောင်မြင်မှုတွေရရှိနေခဲ့ရပါရောက်ဖပြီးပြည့်စုံနေဖို့မလိုပါဘူးရောက်ဖစတင်မှုပဲလိုတာပါရောက်ဖရဲ့အိမ်မက်တွေကိုမိစားတစ်ခုနဲ့တူရလို့တွေးကြည့်လိုက်ပါအခုချိန်မှာတော့အဲ့ဒါသိငယ်တဲ့မီးပွားလေးတစ်ခုပဲရောက်ဖလှုပ်ဆောင်တဲ့သိငယ်တဲ့လှုပ်ဆောင်ချက်တိုင်းကလောင်စာထည့်ပေးတဲ့ဟာနဲ့တူပါတယ်လောင်စာဆက်ထည့်နေမယ်ဆိုရင်မကြခင်မှာရောက်ဖပြင်းထန်တဲ့မီးတောက်တစ်ခုကိုပိုင်ဆိုင်ရပါလိမ့်မယ်ဒါဆိုရင်အဲ့ဒီမီးကိုအခုကနေကထွန်းကြီးဖို့ဒီနေ့ရောက်ဖဘာလုပ်မှာလဲကြာရှုံးတာကိစ္စမရှိပါဘူးလူတိုင်းကြာရှုံးမှုပါတယ်အရေးကြီးတာပြန်ထပြီးထပ်ကြိုးစားဖို့ပါကြာရှုံးခြင်းဆိုတာအောင်မြင်မှုရဲ့ဆန့်ကျင်ဘက်မဟုတ်ပါဘူးဒါခရီးရဲ့တစ်စိတ်တစ်ပိုင်းတစ်ခုပဲဒါကြောင့်ကိုချစ်တယ်ဆိုရင်ရှေ့ဆက်တိုးပါရောက်ဖကရီမန်းချက်ကြီးတွေမဲ့ပြင်းနေတယ်ဆိုရင်ရုပ်ရှင်ပါတယ်ဒါတွေကရောက်ဖလွှမ်းမအရာတွေပဲ Step 1အလုပ်တွေကိုသိငယ်အောင်လုပ်ပါ Step 2ရောက်ဖကိုကူညီဖို့ပုံမှန် routine လေးတွေဖန်တီးပါ Step 3 2မိနစ်လောက်ပဲစူးစမ်းမှုနဲ့စတင်လိုက်ပါဒါပါပဲ perfect timing ကိုမစောင့်ပါနဲ့အခုပဲစတင်ပါတခုလုပ်ဖို့ရွေးချယ်ပြီးဒီနေ့ပဲသိငယ်တဲ့ခြေလန်းတလန်းလှမ်းလိုက်ပါရောက်ဖရဲ့အိမ်မက်တွေကရောက်ဖကိုစောင့်နေပါတယ်အဲ့ဒါတွေကိုအကောင့်နဲ့ဖော်လိုက်ပါ remember ပြည့်စုံနေဖို့မလိုပါဘူးရောက်ဖပုံမှန်လှုပ်ဆောင်နေဖို့ပဲလိုပါတယ်ပုံမှန်လှုပ်ဆောင်နေတဲ့သိငယ်တဲ့စူးစမ်းမှုတွေကတော့ကြီးမားတဲ့ပြောင်းလဲမှုတွေကိုဖန်တီးနိုင်ပါတယ် but you can't stay consistent without taking any action ဒါကြောင့်ဒီဗီဒီယိုကြည့်ပြီးတာနဲ့စတင်လိုက်ပါမေးလို့ရောက်ပါကျွန်တော်ကိုခင် subscribe လုပ်လေးနှိပ်ခဲ့ပြန်တွေ့ကြမယ်လေ